ဆောင်ရသည်တရင်လေးတီကိုနေပြီးတော့တွင်မချီတဲ့ဆောင်ရသည်တဲအေးအေးဆွေလို့တုံရင်ခဲတမြင့်မြင့်ဆွေဖို့ကြုံပြီးတနာရီမနှွေပြီမောင်ပြန်လာထွေးချီဒီရသည်ဆောင်ရသည်လေးမီအလွန်အေးရရသည်အလွန်ချမ်းနေရသည်အလွန်အေးရသည်မေတ္တရွာမောင်တစ်မျိုးတော့နေလို့လည်းမဖြစ်နိုင်ပါဘူးအလွန်အေးရသည်အလွန်ချမ်းနေရသည်အလွန်အေးရသည်မေတ္တရွာမောင်တစ်မျိုးတော့နေလို့လည်းမဖြစ်နိုင်ပါဘူးနှကိုထွေးရမြေကြုံပြီးမောင်ရဲ့ဆောင်ပြီးရောက်အောင်ခင်စီပြန်ခဲ့စေခြင်းဒီနေ့ပတ်သက်တဲ့များလေးစားပါရရှင်